ရှင်မြတ်တဲ့မမြတ်ရှင်များကစိတ်ဟာအုံနောက်ကဖြစ်တယ်လို့ဆိုပါတယ်ဘုရားကစိတ်ဟာဟတ္တရားနှလုံးမှာဖြစ်တယ်လို့ဆိုပါတယ်ရှင်ပြပြီပါဟတ္တရားဝတ္ထုဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားကိုယ်တော်တိုင်အသုံးပြုမသွားပါဘူးမြတ်စွာဘုရားပြိဋိဘံစံပြီးတော့နှစ်900လောက်အကြာတဲ့အခါကျမှရေးတဲ့အထက်ကထာထဲမှာဟတ္တရားဝတ္ထုဆိုတဲ့စကားလုံးစသုံးတယ်အဲ့ဒီမတိုင်မှာတော့မြတ်စွာဘုရားကရုပ်တစ်မျိုးဆိုပြီးတော့ပြောတယ်ယံယံရူပံနိဋ္ဌာယတန်တန်ရူပံဥပ္ပစ္စတိဆိုတာဟိုရုပ်တစ်ခုဆိုပြီးတော့ပြောသွားတယ်ဟတ္တရားရုပ်ဆိုပြီးတော့ပြောဘုရားတရားတော်ဟာစိတ်ကဘယ်မှာရှိရဆိုတာအဲ့ဒီဟာကသူ့ရဲ့ location ကိုဟောတိဗ္ဗံပညာရှိနေရစိတ်ဝင်စားသလိုမျိုးဘုရားဘာသာအဲ့လိုစိတ်ဝင်စားထင်တယ်ဘုရားဘာသာစိတ်ဝင်စားတာကစိတ်ကဘယ်လိုအလုပ်လုပ်တယ်ဆိုတော့အဲ့ဒါစိတ်ဝင်စားတယ်ဒါဖြင့်ဘယ်မှာရှိတော့ဆိုဘုန်းတို့မျက်စိနဲ့ပန်းကိုမြင်တဲ့အခါမှာမြင်သိစိတ်တယ်အကြောင်းနဲ့အကျိုးအကြောင်းကဒီအပြင်ကပန်းရယ်နောက်ကိုမျက်စိရယ်နော်အဲ့ဒါကရုပ်အကြောင်းနာမ်အကြောင်းကတော့ attention အဲ့တော့ attention ပေးတယ်အပြင်ကပန်းရှိတယ်နောက်ပြီးတော့မျက်စိလည်းမြင်တယ်နောက်တစ်ခုကအလင်းရောင်ပေါ့အဲ့ဒီဟာလေအဲ့အကြောင်းတရားတွေပြည့်စုံတဲ့ခါမှာဒီမျက်စိမှာစိတ်ဖြစ်တယ်မြင်သိစိတ်ခေါ်ကြားသိစိတ်ခေါ်တယ်ဆိုလိုတာကစိတ်ကနေရာတိုင်းမှာဖြစ်တယ်ပြင်းနဲ့အဲ့နေရာမှာ तू ကဟို fix လုပ်ထားတာမဟုတ်ဘူးအဲ့မှာအမြဲတမ်းရှိနေတာစိတ်ဆိုတာက तू က function ကိုအကြောင်းပြုပြီးတော့စိတ်လို့ခေါ်တာသူ့ရဲ့ function က3မျိုးလောက်ရှိတယ်မြန်မာစကားထဲမှာ3နေတယ်ဒီခုကမနောဆိုတာမနောနားလဲတာကိုပြောမနောစိတ်ရဲ့ function ကနားလဲ understanding နောက်တစ်ခုကစိတ်ကံဆိုတာမြန်မာလိုအသုံးပြုနေစိတ်ဆိုတာဒါကြံစည်တတ်တာကိုပြောတာ thinking နောက်တစ်ခုကဝိညာဏဝိညာဉ်ဆိုတာစက္ခုဝိညာဉ်သောရဝိညာဉ်အစရှိတယ်အဲ့ဒီစကားလုံးအဲ့စကားလုံးကို perceive လုပ်တယ် conscious ဖြစ်တယ်လို့တည့်တယ်အဓိကစိတ်ရဲ့ function 3ခုအဲ့3ခုကိုပို့ပြီးတော့စိတ်ဝင်စားအဲ့3ခုကလည်းပဲဘုံဘုံတို့သူ့ရဲ့ basis တွေခေါ်တာပေါ့အာယတနာဆို basis အာယတနာ6ခုအဲ့နေရာမှာဖြစ်တယ်ဒီအုံနောက်နဲ့ဟိုနဲ့ပတ်သက်ပြီးဟောဒါတော့1950လောက်ကလေးဖြစ်ခဲ့တဲ့မေခွန်းမှာဒီမေခွန်းနဲ့ပတ်သက်ပြီးတော့အခုသူရေနာတဲ့အများကြီးကိုရှေ့အောင်ပါဟိုရေးထားတဲ့စာအုပ်တွေအများကြီးရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လေ